အမရေရွေးချောကလက်သုံးနေနေတဲ့ပြစ်သွားတယ်ဘာကြောင့်လဲအမပြပေးပါလားရှင်ဟုတ်ကဲ့သူပြပေးမယ်နော်ချောကလက် error ဖြစ်သွားတဲ့သူလေးညာရှိရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ချင်းဖြင့်အကျိုးတစုံတရာရှိမလို့စုကြည့်ပါရရှင်ချောကလက်ကိုခဲသွားစေရဲ့အဓိကအကြောင်းရင်းကဒီမှာပါဝင်တဲ့ကြိုဝါမယ့်အပူချိန်နဲ့ကိုကိုဖတ်တာကြောင့်ဖြစ်ပါတယ်စုနားမြောင်ပြမှာဆိုလို့ရှိရင်ချောကလက်ဟာအစီဓာတ်ကိုအခြေခံပြီးတော့အဓိကဖွဲ့စည်းထားပါတယ်စုတို့ချောကလက်ကိုကိုဖတ်တာရတဲ့အစီနဲ့စိတ်အစံရတဲ့အစီနှစ်မျိုးကနေပြီးထုတ်လုပ်လို့ရပါတယ်ချောကလက်ကိုပစ္စည်းသွားစေရဲ့အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်ရှင်ပထမတစ်ချက်ကချောကလက်ကိုကျိုးလိုက်တဲ့အခါမှာအပူချိန်အရန်ပြင်းတာကြောင့်ဖြစ်ပါတယ်ဒုတိယချက်ကတော့ချောကလက်ထဲကိုဝင်သွားတာကြောင့်ဖြစ်ပါတယ်ရှည်လေးတစ်စက်ဝင်သွားရင်လည်းပျက်စီးသွားနိုင်ပါတယ်ရှင်ဒါမှမဟုတ်ချောကလက်ကိုထုံးပိတ်ပြီးတော့ကြိုမိတဲ့အခါမျိုးမှာလည်းဒီငွေ့ရိုက်ပြီးတော့ချောကလက်ကပျက်စီးသွားတတ်ပါတယ်ရှင်ဘာကြောင့်လဲဆိုတော့ချောကလက်ထဲမှာပါဝင်တဲ့အဆီဓာတ်ကဂျေနဲ့လုံးဝထိတွေ့လို့မရတာကြောင့်အခဲပုံဆောင်တဲ့အတိုင်းဖြစ်သွားပြီးတော့ခဲသွားရခြင်းဖြစ်ပါတယ်ဒါကြောင့်ချောကလက်ဟာပျက်စီးသွားပြီးတော့အဆီဓာတ်ချောကလက်အဖက်တက်ဖြစ်ပြီးတော့ချောကလက်တွေကအစိလေးတွေဖြစ်သွားတာမျိုးကိုမြင်ဘူးကြမယ်ထင်ပါတယ်ရှင်ဒါလေးကတော့ချောကလက်ပျက်စီးသွားတဲ့အဓိကအကြောင်းရင်းနှစ်ချက်ဖြစ်ပါတယ်ရှင်နောက်ချက်ဗီဒီယိုမှာပျက်စီးသွားတဲ့ချောကလက်ကိုဘယ်လို